အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ blog ဒီမှာ channel နဲ့ပြန်လဲကြိုလိုက်ပါတယ်ဆိုတော့ဒီအပိုင်း bro တော်တော်များများနဲ့ Roblox မှာ game ဆော့များကျက်နိုင်ဖြစ်နေကြလို့ဒီမှာတော်တော်များများတော့မဟုတ်ဘူးတချို့လူတွေပဲဖြစ်တာကျွန်တော်တို့လူတွေပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့မှာ Roblox ကို VPN သုံးစရာမလိုဘဲနဲ့ဆော့လို့ရတဲ့နည်းကိုတွက်ပြပေးပါမယ်ဒီနေ့ကတခုတည်းတော့အလုပ်ဖြစ်တဲ့နည်းအတွက်ကြောင့်မို့လို့တေချာလေးကြည့်ပေးပါဦးဒါနဲ့ bro က Euro Squid တွေကိုပဲသုံးနေရတာကျင်းလာမှလားfunction တွေကနဲ့တခုပါလာနဲ့တခုမပါလာနဲ့ square သုံးပြီဆိုရင်အနည်းဆုံး2ခုနောက်သုံးနေရတယ်မလားဒါဆိုရင်တော့ bro မှာရွေးချယ်စရာတခုရှိပါတယ်အဲ့ဒါကတော့ premium square ပါ function နဲ့အကုန်စုံနဲ့ error နဲ့မရှိဘူး square တကသုံးရင်3ခုနောက်သုံးရတာလည်းမရှိဘူး bro ကအဲ့လိုမျိုး premium square လို့မှဝယ်ချင်တယ်ဆိုရင် premium square group channel မှာလာရဆော့တင်နိုင်ပါတယ်ယုံကြည်စိတ်ရပြီးတော့ customer service နဲ့ကောင်းကောင်းပေးနေပါတယ်လူသုံးများပြီးတော့ယုံကြည်ရတဲ့ banana hub တို့မျိုး square တွေကိုရောင်းချပေးနေပါတယ်ဈေးနှုန်းသိချင်တဲ့လူတွေအတွက်ကတော့ဒီမှာပါဒါအပြင် squid တွေကိုဘလို့ရှားရမလို့အောင်လို့နေ့စဉ်နေ့တိုင်းတင်ပေးနေပါတယ် premium မဟုတ်ပါဘူး freemium တွေပါ premium squid တွေကိုလည်း promotion နဲ့ giveaway တွေနဲ့တစ်ခါတည်းပေးနေပါတယ်ပြည်နေတာရှိရင်လည်းမေးလို့ရတယ် data update ယူနေလား hassle နေလားအကုန်မေးလို့ရပါတယ် squid တွေကသုံးလို့မရတာပြဿနာတစ်ခုရှိခဲ့ရင်လည်းပြန်လဲဖြေရှင်းပေးနေပါတယ်ဆိုတော့ဘလို့လဲဘလို့စိတ်ဝင်စားနေမှလားအဲ့တော့ channel ကိုကြွားနေတာဆိုရင်ကျွန်တော် channel link နဲ့အကုန်လုံးကို description မှာချပေးထားပါမယ်ဆိုတော့ video လေးကိုပြန်သွားလိုက်ကြရအောင်ဒီမှာလုံးချက်အနေနဲ့ကျွန်တော် game နဲ့ဝင်မှုအတွက် VPN တစ်ခုကတော့သုံးရပါလိမ့်မယ် HVPN ဒါမှမဟုတ် Gen VPN နဲ့သုံးလို့ရတယ်အဲ့ဒါတင်ကျွန်တော်အခုစမ်းကြမယ် Now VPN မှာတခါလေးသုံးသွားကြရပါတယ်လုံနေပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ game တစ်ခုလည်းဝင်ရပါလိမ့်မယ်ဒီလိုအချိန်ကျရင်တော့ bro က Now VPN ကိုသုံးတာပါလိမ့်မယ်ကဲ Now VPN သုံးတာရဆိုရင်လည်း join button ကိုနှိပ်လိုက်ပါဒီလိုအချိန်ကျရင်အောက်က join server ဆိုတာ bro တွေ့ရပါလိမ့်မယ်မတွေ့ရဘူးဆိုရင်လည်းရပါတယ်အဲ့နားမှာနှိပ်လိုက်ပါအဲ့ချိန်ကျရင်ဘယ်ဘက်တောင်မှအကွက်တစ်ကွက်ပေါ်လာလိမ့်မယ်ပြီးရင်အဲ့ဒီအကွက်တည်းရပဲမှာ question mark တွေပေါ်လာဘလို့တွေ့ရလိမ့်မယ်အဲ့ချိန်ကျရင်ဒီ server ကလုံးဝ join လို့မရဘူးဘာကြောင့်လဲဆိုရင်တော့ Now VPN ကြောင့်ပါ Now VPN က game server တွေကိုမချိတ်ဆက်နိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် join လို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ Now VPN ကိုပိတ်ပေးရပါလိမ့်မယ်အခုကျွန်တော် Now VPN ကိုပိတ်လိုက်တော့အဲ့ဒီမှာကဏ္ဍတွေပေါ်လာတာဘလို့တွေ့ရလိမ့်မယ်အဲ့ဒါဆိုရင်တော့ bro က server တွေကို join လို့ရပါတယ်ဒီမှာလည်းအဲ့လိုမျိုး join လို့မရတဲ့ပြဿနာရှိတတ်တယ်အဲ့ဒီကဏ္ဍတွေပေါ်နေတဲ့နေရာမှာပဲ0တွေပေါ်နေမယ်ဆိုရင်အဲ့ဒီ server လုံးဝ join လို့မရပါဘူးဘာကြောင့်လဲဆိုရင်တော့ bro က line မကောင်းတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပါနေ့လည်ခင်းနဲ့ညပိုင်းမှာပို့ပြီးတော့ဖြစ်တတ်တယ်ဘာပဲဖြစ်ဖြစ် bro ကဒီနည်းတော့ရင် join လို့ရပါပြီဒါပေမဲ့ဒီနေရာမှာစိုးကျိုးတစ်ခုပဲရှိရဲအဲ့ဒါကတော့ line မကောင်းတာပါကျွန်တော်တို့ data သမားဆိုရင်အခုလို loading screen နဲ့တက်နေရောဒါပေမဲ့လည်း line ဟာတကြီးချင်းစီကောင်းလာပါလိမ့်မယ် bro တို့မယုံပါဆိုလို့ကျွန်တော် Now VPN နဲ့နောက်တစ်ခါထပ်လုပ်ပြီးမယ်ကျွန်တော်တော့ညနေပိုင်းမို့လို့ကြိုက်တော့ join လေးရတယ် bro တောင်းဆိုနေနေအဲ့ဒါလေးလွယ်လွယ်လေးပါလုပ်ဆရာမလိုဘူး Now VPN ကိုခဏလေးပဲယူသုံးလိုက်ဦးမယ်ဆိုတော့ view လေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye